စစ်ကောင်စီရဲ့လက်အောက်မှာနေတဲ့မျိုးငယ်တွေကြွားတွေကိုတိုင်းတွေပြည်နယ်တွေကတော့မှလုံခြုံမှုရှိအောင်ပဲစစ်အစိုးရလက်ထက်လက်အောက်မဟုတ်လားစစ်အစိုးရနယ်နေတဲ့လွတ်နေတဲ့နေရာတွေကရှုံကြည့်လို့မရဘူးအချိန်မျိုးကြည်စံဖြစ်သွားနိုင်တယ်တဘောပါလားဘာဦးတွေမှလည်းမထိန်ချောင်းနိုင်ဘူးဘယ်ဗီဒီယိုမှလည်းမကဝေပေးနိုင်ဘူးကိုတက်ရဲထဲမှာရှိတဲ့အမျိုးသမီးကောင်မှမထားဘူးဆိုရင်တခြားကြွားတွေကအမျိုးသမီးတွေဆိုပိုဆိုးပေါ့မဟုတ်လားကိုရဲ့အဖွဲ့အစည်းတစ်ခုတော့မှကိုကစီးတဲ့စနစ်နဲ့ဥပဒေနဲ့အညီမကင်တွယ်နိုင်ပဲနဲ့ဘယ်ဗီဒီယိုမှလည်းကူညီလို့မရလို့ဘယ်ဗီဒီယိုမှလည်းကဲလုံးမင်္ဂလာပါဗျာဗီဒီယိုတစ်ပုဒ်ကိုအတူတူနားထောင်ကြည့်အောင်မယ်နော်ဆိုတော့ရဲမပင်တရင်ကတရင်မှုရန်ရှင်းအောင်နော်တရင်20ကရဲဘော်တယောက်ကတရင်မဖို့ပဲနဲ့အလူခံလို့ဆိုပြီးတော့နေပြီးအချုပ်ခန်းနဲ့ထက်ပြီးတော့မရင်းချင်းပြီးတော့နေပြီးချောက်ကိုဓာတ်တွေနဲ့မွန်းပြီးတော့မီးတွေနဲ့ကပ်ပြီးတော့နေပြီးတရင်မှုပုံတရင်20ဆိုပြီးတော့နေပြီးခြေသလုံးတွေမှာရေးအဲ့လိုလောက်ခံရတဲ့ကောင်မလေးကအစ္စလမ်ဘာသာဝင်မွတ်စလင်လူမျိုးနော်ပတိလူမျိုးအစ္စလမ်ဘာသာဝင်ပတိလူမျိုးနော်ကျွန်တော်ပြောပြမယ်ဒါတွေကတကယ်ဟုတ်မဟုတ်ဆိုတာချပြနိုင်ရမယ်တဘောပါလားတကယ်ခံရတဲ့အမျိုးသမီးကအဲ့လိုမျိုးခံရတဲ့အခါကျတော့ကြိုက်တဲ့နေရာကိုသတင်းပို့တဲ့ကြိုက်တဲ့နေရာကိုသတင်းပို့တော်လန်ရေးကိုနောက်ချက်တယ်ဆိုပြီးတော့ပဲအပြောခံရမှာပဲတဲ့နင်းကိုဘောမဆိုပြီးတော့ပဲပြောမှာပဲတဲ့အခါမတင်အချိန်ပြင်းလေးကိုရှင်းပလိုက်လို့ရတယ်လို့ပါလို့ချိန်ချောက်တယ်ပြီးတော့နေပြီးတော့သူ့ဘေကိုသူဆက်သွယ်လို့ရတဲ့ခါကျတော့ထွက်ပြေးလို့မြောက်သွားတယ်နော်အဲ့ဒီလိုမျိုးစောက်ကျင့်မကောင်းတဲ့တရင်တွေအများကြီးပဲအဲ့ဒီတရင်တခုတည်းမဟုတ်တရင်တွေအများကြီးပဲဒါတွေကိုကျွန်တော်ပြောပြမယ်ကိုရဲ့အဖွဲ့အစည်းတစ်ခုတော့မှကိုကစီးတဲ့စနစ်နဲ့ဥပဒေနဲ့အညီမကင်တွယ်နိုင်ပဲနဲ့ဘယ်ဗီဒီယိုမှလည်းကူညီလို့မရလို့ဘယ်ဗီဒီယိုမှလည်းကဲနေပါတယ်ပြည်သူအတွက်ဆိုပြီးတော့ဆိုင်းပုတ်ထောင်လို့မရဘူးတဘောပါကိုတရင်တွေကလူတော်မှကိုတရင်တစ်ခုတော်မှမထိမ့်နိုင်ဘူးကိုတရင်တွေကအမျိုးသမီးတော်မှမထိန်ချင်းတယ်ဆိုရင်အပြင်အလူတွေကိုလည်းမထိန်ချင်းပါပဲဒါဆောက်ချင်းရောက်တာတဘောပါလားအဲ့ဒီလိုတရင်တွေလည်းရှိမယ်တကယ်ကောင်းတဲ့တရင်တွေလည်းရှိမယ်ဝါဖြီဝိုင်းတွေလုပ်ပေးတယ်အစ္စလာမ်ပတိလူမျိုးရဲဘော်တွေမွတ်စလင်တွေတော့ရဲဘော်တွေတော့ဝါဖြီဝိုင်းတွေလုပ်ပေးတဲ့တရင်တွေလည်းအများကြီးရှိလို့စောက်ကျင့်ကောင်းတဲ့တရင်တွေရှိလို့စောက်ကျင့်မကောင်းတဲ့တရင်တွေရှိတယ်အဲ့ဒီလိုတရင်ကြရင်ဖုံးပြီးတာလေကိတ္တမီဒီယာမှာလည်းမပြောဘူးဟုတ်လားမလုပ်တင်မရောက်ပါရအောင်တကယ်ဆိုရင်တော့အဲ့ဒီလိုမျိုးလုပ်ခဲ့ဆိုရင်ကိုကတရားဝင်ကိတ္တမီဒီယာမှာတရင်ပေးပြီးတော့ဒီတရင်မှုကိုအရေးယူပြီးတော့နေပြီးအားလုံးအရှိမချပြနိုင်တယ်ဆိုရင်တော့မှဘာပဲဖြစ်ဖြစ်ဒါကထိချုံမှုကောင်းတယ်လို့ပြောအောင်မတရားလုပ်နေတာတွေကိုကြားရင်ဖုံးပြီးတာလိုက်အပြင်ကိုတရင်တော့ပါဆိုလို့ပြောလေအရေးယူလေမဟုတ်လားငါတို့ရှိမှဒီလိုမျိုးလုပ်လို့မရဘူးဒီလိုမျိုးလုပ်တဲ့လူတွေကိုဒီလိုလမ်းပို့တယ်ဒီလိုပုံစံမျိုးငါတို့အဖြစ်ပေးတယ်ဆိုပြီးတော့နေပြီးတော့တနိုင်တယ်ဆိုရင်ဒါပြည့်တရင်တွေမှာလည်းလုံရဲလာမှာမဟုတ်ဘူးအဲ့ဒီလိုမျိုးတွေလုံရဲလာမှာမဟုတ်အဲ့ဒီလိုမျိုးတွေစောင့်ချင်းရောက်တော့မှာမဟုတ်ဘူးမဟုတ်လားအစ္စလာမ်ဘာသာဝင်မို့လို့လားအစ္စလာမ်ဘာသာဝင်မို့လို့လားရုံးမှာတဲ့ထဲမှာလည်းကလမဟိုဟာလောက်ပါကလမဒီဟာလောက်ပါဆိုပြီးတော့စောင့်ချင်းရောက်အဲ့ဒီလိုမျိုးစောင့်ချင်းရောက်ခံနေရပြီးတော့ရေကုန်နှုတ်ပိတ်နေရတဲ့တရင်တွေဘယ်နှရင်လောက်ရှိလဲဒီတရင်ကိုဘယ်သူမှမပြောဘူးလားမပြောဘူးလားကိုယ့်ရဲ့တရင်တစ်ခုတော့မှထိန်ချုံမှုမရှိနိုင်ပဲနဲ့ကိုယ့်ရဲ့အဖွဲ့အစည်းတော့မှမထိန်ချုံနိုင်ပဲနဲ့ဘယ်ပြည်သူကိုကူညီမှာလဲမဟုတ်လားကျွန်တော်တို့ရှိမှနိုင်ငံတော်တစ္ဆာဖောက်နဲ့ပြည်သူတစ္ဆာဖောက်ပဲရှိတယ်ပြည်သူတစ္ဆာဖောက်မဖြစ်စေနဲ့တဘောပါလားလိုင်းပေါ်မှာအလူငွေတွေထည့်နေတာဒီလိုမျိုးလောက်ရက်တွေလုပ်ဖို့မဟုတ်ဘူးလိုင်းပေါ်မှာအလူငွေတွေထည့်နေတာဒီလိုမျိုးလောက်ရက်တွေလုပ်ဖို့မဟုတ်ဘူးထပ်ပြီးတော့ပြောပြအောင်ပဲကျွန်တော်တို့ဘိုးနဂါအလင်းဝင်သွားတယ်အလင်းမဝင်ခင်တုန်းကတော့ဘာအတန်မှမထွက်ဘူးဘလို့တွေမရင်းချင်းတယ်ဘလို့တွေရုံပါတယ်ဘလို့တွေလူတွေတက်ဖြတ်ပြီးတော့ဘလို့တွေမတရားလုပ်ပါတယ်ဆိုပြီးတော့ဘယ်တရင်ထားတာမှမလွင်တကယ်အလင်းလဲဝင်တော့ဒီတည်တွေအကုန်လုံးကိုထုတ်လာဘာဖြစ်လို့တကိုတွေကဖုံးပြီးတာလားဘာဖြစ်လို့တကိုတွေကဖုံးပြီးတာလားဒါတွေကိုချပြပြီးတော့ဒီလိုလူတွေကိုဒီလိုမျိုးငါတို့ကအပြစ်ပေးပါတယ်ဆိုပြီးတော့နေတော့ဒီအဖွဲ့အစည်းတွေကိုကင်တွယ်နိုင်ဖို့လူတွေမဟုတ်လားပြောမယ်ဆိုရင်ကျွန်တော်တို့စစ်ကောင်စီရဲ့လက်အောက်မှာနေတဲ့မျိုးငယ်တွေကြွားတွေကိုတိုင်းတွေပြည်နယ်တွေကတော့မှလုံခြုံမှုရှိအောင်ပဲစစ်အစိုးရလက်ထက်လက်အောက်မဟုတ်လားစစ်အစိုးရနယ်နေတဲ့လွတ်နေတဲ့နေရာတွေကရှုံကြည့်လို့မရဘူးအချိန်မျိုးကြည်စံဖြစ်သွားနိုင်တယ်တဘောပါဘာဦးတွေမှလည်းမထိန်ချောင်းနိုင်ဘူးဘယ်ဗီဒီယိုမှလည်းမကဝေပေးနိုင်ဘူးကိုတက်ရဲထဲမှာရှိတဲ့အမျိုးသမီးကောင်မှမထားဘူးဆိုရင်တခြားကြွားတွေကအမျိုးသမီးတွေဆိုပိုဆိုးပေါ့မဟုတ်လားအရေးယူလေတလေးမှတင်လေတော့ပြက်နေပြီอ่ะဘာလို့မလုပ်တာလဲလောက်နေရှင်းလေဘောမလို့ပြောအောင်လားအမှန်ကိုပြောအနည်းမေတော်မှမရင်းကျင်တယ်ဆိုတော့မင်းတို့ကတော်တော်မှရမ်းတာပဲကွာအောက်တန်းသားကြီးဟာရင်းမပင်တရင်နဲ့ဆရာတရင်မှုရန်ရှင်းအောင်နဲ့အကုန်ချပြနေတာပဲဥစ္စာကျွန်တော်တို့မဟုတ်တာပါဘူးဆိုတဲ့အကြောင်းကိုပဲကပ်ပြီးတော့နေပြောကြည့်ပါလားခေတ်သစ်မီဒီယာမှာမပြောဘူးလားဘာလို့မပြောတာဟုတ်တယ်လို့ပေါ့မဟုတ်လားဘုံကားတွေကနေပြီးတော့တော်တော်လေးသဘောပေါက်နေတာသဘောပေါက်လားပထမတော့ကျွန်တော်အားလုံးဖုံးမိတာတဲ့ဗီဒီယိုလည်းမချပြဘူးဘယ်သူမှမပြောပြဘူးပြီးလဲပြောအလေးနဲ့ဝင်လာရောအမလေးဖတ်လာတဲ့မတရားမှုပေါင်း16000စဉ်းစားပေါ့ခွေးမိတွေကတော့မင်္ဂလာပါအဲ့ဒါပထမအဆုံးအနေနဲ့ဒါ18ရက်3လ2020ရောက်ရက်နေ့က
အိန္ဒိယနိုင်ငံရဲ့သတင်းဌာနတွေကဖော်ပြတဲ့ဒါအိန္ဒိယနိုင်ငံနဲ့မြန်မာနိုင်ငံထဲမှာဒါအကြမ်းဖက်မှုတွေလှုပ်ဆောင်မှုအတွက်ယူရင်းနဲ့သား6ဦးဒါအမေရိကန်သား2ဦးဘောင်း9ဦးကိုအိန္ဒိယနိုင်ငံရဲ့ထောင်လိုင်းဖွဲ့စည်းလို့ပြောလို့ရတာပေါ့နော် MIA ဖွဲ့စည်းကဒါအမျိုးသားလုံခြုံရေးနဲ့စုံစမ်းစစ်ဆေးရေးဖွဲ့ပေါ့နော်ဒါထောင်လိုင်းဖွဲ့စည်းလို့ပြောလို့ရတဲ့ဖွဲ့စည်းရ MIA ဖွဲ့စည်းကနေပြီးတော့ဒါဖမ်းဆီးပြီးတော့ဒါစုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်နေတဲ့နေရာမှာအိန္ဒိယနိုင်ငံနယ်စပ်ကနေမြန်မာနိုင်ငံထဲကို၎င်းတို့ဝင်ရောက်ပြီးတော့ဒီလက်နက်ကိုင်ကိစ္စတွေမှာပြီးရင်နောက်တစ်ခု drone တွေပေါ့နော်drone တွေ၎င်းရောက်ရှိရောင်းချမှောက်ဖို့ပေါ့လက်နက်ပွဲစားလို့ပြောလို့ရတာပေါ့မြန်မာနိုင်ငံနဲ့အိန္ဒိယနိုင်ငံနယ်စပ်ကနေပြီးရှစ်ကိုယူပြီးတော့အိန္ဒိယနိုင်ငံကိုဒါပြန်တိုက်တဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေရှိတာပေါ့လက်နက်ကိုင်အဖွဲ့အစည်းတွေရှိတယ်ပြီးရင်မြန်မာနိုင်ငံကိုမြန်မာနိုင်ငံရဲ့အစိုးရအောင်နိုင်ငံကိုပြန်ပြီးပုံကန်တဲ့ဒါလက်နက်ကိုင်အဖွဲ့အစည်းတွေမှာ၎င်းတို့ကလက်နက်ပွဲစားတွေလို့ပြောလို့ရတာပေါ့ဒီ drone ပေါ့နော် drone တွေအစားပေါ့အကုန်ပေါ့ပြီးတော့မြန်မာနိုင်ငံရဲ့တင်ရစရာကိုနှီးမျိုးစုံနဲ့ဒါရယူကိုကြိုးစားနေကြတဲ့အဖွဲ့အစည်းတွေပေါ့အဲ့တော့မြန်မာနိုင်ငံကအိမ်ကြီး9နိုင်ငံရှိတယ်ပေါ့နော်အိမ်ကြီး9နိုင်ငံထဲမှာမြန်မာနိုင်ငံနဲ့မိတ်ဆွေကောင်းပြည်သားရဲ့နိုင်ငံတစ်နိုင်ငံရှိတယ်အဲ့နိုင်ငံအိန္ဒိယနိုင်ငံပဲအိန္ဒိယနိုင်ငံပဲဒါအိန္ဒိယနိုင်ငံကနေမြန်မာနိုင်ငံထဲကနေပြီးတော့ဒါကြော်သွားတဲ့လက်နက်ကိုင်ကျမ်းသမားတွေဆိုရင်ဒါဖန်စီပစ်ခတ်တာတွေကအစဒါအားလုံးလည်းအတွေ့ပဲအဲ့မြန်မာနဲ့အထီးကျန်နေတဲ့အိန္ဒိယ9နိုင်ငံထဲမှာအိန္ဒိယနိုင်ငံလုံးဝမိတ်ဆွေကောင်းပြည်သားတဲ့နိုင်ငံတစ်နိုင်ငံလို့ပြောလို့ရတယ်အဲ့တော့လောင်းလို့ကိုယ်တိုင်ဖန်စီရေးယူပေးတယ်ဖန်စီမှုတွေလှုပ်ဆောင်ပေးတယ်ပေါ့နော်ပြောမယ်ဆိုမိတ်ဆွေကောင်းပြည်သားတယ်အဲ့မြန်မာနိုင်ငံထဲကိုဒါကူလူစင်တဲ့အကျမ်းသမားတွေကအစဒါဖန်စီရေးယူဆောင်ရွက်မှုတွေလှုပ်ဆောင်ပေးတယ်အဲ့တော့ထိုင်းတို့ဘာလို့ဆိုရင်လည်းဒါမြန်မာနိုင်ငံအိန္ဒိယနဲ့မြန်မာနဲ့ဒါနေစဉ်ချင်းထိစပ်နေတဲ့နိုင်ငံတစ်နိုင်ငံပဲပေါ့နော်အဲ့နိုင်ငံတစ်နိုင်ငံကထိုင်းနိုင်ငံကလည်းမြန်မာနဲ့ပတ်သက်ယူသားလာတော့မယူတော့ဘူးဘာဖြစ်လို့လဲမြန်မာနိုင်ငံရဲ့ပြည်ပြရဲမျိုးစစ်ပြေးတွေမြန်မာနိုင်ငံရဲ့ပကံစစ်ခွေးမောင်းတဲ့ကောင်တွေကစားထိုင်းနိုင်ငံမှာနော်လက်နက်ကိုင်ဖွဲ့စည်းဆိုပြောနေတယ်မွေးပြီးတော့ပြောနိုင်ငံရေးကစားတာပေါ့နိုင်ငံရေးကစားတာပေါ့တရုတ်လည်းထိုးလို့တော့ကောင်းမယ်ကောင်းလားဆိုမကောင်းဘူးကောင်းလားမကောင်းမချစ်တော့လဲအောက်ကန်တန်းနေရတယ်အဲ့တော့ကောင်းလားမကောင်းအဲ့တော့မြန်မာနိုင်ငံကဘာလို့ရုရှားကိုထွက်ပေါက်ရှာလဲဆိုရင်ဒါအကြောင်းတရားတွေရှိတယ်နော်တရုတ်ကကောင်းလားဆိုမကောင်းစိတ်ချတဲ့နိုင်ငံတွေမှာတရုတ်လည်းမပေါ့ဘူးတရုတ်လည်းမပေါ့ဘူးဒါနေဆက်မြန်မာနိုင်ငံနေဆက်မှာရှိတဲ့လက်နက်ကိုင်ဖွဲ့စည်းတွေကိုဒါချုပ်ကန်နိုင်ငံရေးကစားတာပဲတရုတ်လည်းအဲ့တော့ပြောရင်မြန်မာထိစပ်နေတဲ့နိုင်ငံတွေအားလုံးတော့ဘယ်နိုင်ငံမှမကောင်းဘူးအိန္ဒိယနိုင်ငံမှာလိုကြီးပေါ့နော်အိန္ဒိယနိုင်ငံကမိတ်ဆွေကောင်းပြည်သားတဲ့နိုင်ငံလို့ပြောလို့ရတယ်အဲ့ယူရင်းနဲ့နိုင်ငံသား6ဦးဒါအမေရိကန်နိုင်ငံသား2ဦးဒါအိန္ဒိယနိုင်ငံနဲ့မြန်မာနိုင်ငံထဲမှာအကြမ်းဖက်မှုတွေလှုပ်ဆောင်နေတဲ့ဒါဘောင်း9ဦးကိုဒါအိန္ဒိယနိုင်ငံရဲ့ဒါထောင်လိုက် MI ဖွဲ့စည်းကဖမ်းဆီးအရေးယူဆောင်ရွက်မှုတွေလှုပ်ဆောင်နေတဲ့ဆိုတဲ့နေရာမှာမြန်မာနိုင်ငံမှာလည်းယူရင်းလန်တွေတွေ့ပြီးတော့အောင်ပွဲခံနေတဲ့တပ်ပုံတွေကတွေ့တယ်အားလုံးရှိတာပဲလေအဲ့တော့ဥပမာပြောရမယ်ဆိုရင်ဒါကင်ပြည်နယ်တွေကဒါလက်ခတောင်မှာဆိုရင်ဒါယူရင်းနိုင်ငံသားအလံတွေထွင်ပြီးတော့ယူရင်းနိုင်ငံသားယူရင်းလန်လွှင့်ပြီးအောင်ပွဲခံနေတဲ့တပ်ပုံတွေဒါအားလုံးလည်းတွေ့မြင်ရလိမ့်မယ်ထင်တယ်နောက်တစ်ခုမြန်မာနိုင်ငံရဲ့တချို့သောနေရာတွေဒါမြန်မာနိုင်ငံရဲ့ဒါစစ်သားတွေရဲ့စကန်ကုန်းတွေဒါတန်ရင်တပွဲဌာနချုပ်တွေတင်ပတ်ရရှိပွဲတဲ့ခါကျရင်နော်မြန်မာနိုင်ငံရဲ့အလံကိုမြေမှာနေချပြီးနင်းပြီးတော့တပုံပြိုင်နေအောင်ပွဲခံနေကြတဲ့အနောက်နိုင်ငံသားတွေပုံရှိတယ်အဲ့ဒါကိုကိုရင်းမြင်နေပြောတာမြန်မာနိုင်ငံကတင်ရန်စရပေါ်ကျော်သွားတာအမှန်တယ်အဲ့တင်ရန်စရပေါ်ကျော်သွားပြီအချက်ရကြတဲ့ဒီစီးပွားရေးကနော်နိုင်ငံရေးကအချက်ရကြတဲ့နေရာမှာရှိတဲ့နိုင်ငံဖြစ်ပြင်လေနိုင်ငံသားတွေမစည်းရုံးတဲ့ခါကြတော့စဉ်းစားစင်တို့တွေကမဲ့အသိဉာဏ်မဲ့ပြီးတော့မစည်းရုံးတဲ့ခါကြတော့မြန်မာနိုင်ငံတွေရတယ်ဝင်ရောက်ပြီးတော့နော်ပြောမယ်ဆိုရင်နိုင်ငံရေးကစားကြတာပေါ့အကျိုးစီးပွားရှာကြတာပေါ့